Hello သူများသားလေးရောကျမသားလေးရောကြိုက်တယ်ချစ်တီပဲဟင်းလေးချင်မှဖြစ်ပါတယ်အရင်ဆုံးကြက်သွန်နီလေးကိုစီတက်ပါမယ်စနွဲလေးနဲ့ရောင်တင်မုတ်လေးပါထည့်ပြီးတော့စီတက်မယ်နော်ပြီးသွားလို့ရှိရင်တော့မွေးနံသားလေးတွေကိုစီတက်ပါမယ်ခုထည့်တာကတော့ပဲနံသားစီပေါ့နော်ပြီးရင်တော့နန်းစီဒါကတော့ဇီယာစီဒါကတော့မုံရင်းစီဒါလေးတွေထည့်ပါမယ်ပြီးရင်တော့ကရဝီရွက်နဲ့တစ်ချပူးကောင်လေးကျမတစ်ချောင်းလောက်ထည့်လိုက်ပါတယ်ဖဲစင်းငုံနဲ့ကလဘဲနဲ့ကိုရောပြီးတော့ပြုတ်ထားတဲ့ဟာလေးပါတစ်ခါလေးထည့်လိုက်ပါတယ်။စီတက်လို့ကောင်းတာဒေအိုးနဲ့လုပ်ထားတာဆိုတော့အခုတော့ဂျောင်းဝန်းနဲ့ပြောင်းပြီးတော့အိုးချိန်လိုက်ပါအောင်မယ်။ပြီးရင်တော့ကိုထည့်မဲ့အသီးနှံလေးတွေထည့်ပြီးတော့အသီးနှံလေးတွေနူးရတဲ့ကိုဆက်ပြီးတော့ချက်ပြီးပါမယ်။တယောက်နဲ့တယောက်တော့အကြိုက်မတူဘူးပေါ့နော်။ကျမကကျတော့ရုံးရီသီးတွေပျော်ပြေးသွားတော့မကြိုက်တဲ့ကြောင့်ရုံးရီသီးကိုနောက်ဆုံးမှထည့်ပါတယ်။တီးနှံလေးတွေနူးတော့မှမကြီးရေးထည့်တယ်တခါလေးအရသာပါခက်တယ်ပေါ့နော်ဒီမှာငံပြားကြီးမသုံးပါဘူးရှင်တက်တက်လို့မလို့စားနေပဲချက်ပါတယ်မဆလာမှုန့်လေးပါထပ်ခတ်လိုက်ပါတယ်ကဲခုဆိုရင်တော့မွှေးကြိုင်နေတဲ့ချစ်တီပဲဟင်းလေးရပြီနော်